ဒီတစ်ခေါက်မှာတော့မမ်းမြေးမာလာဂျီကာတစ်ချက်အကြောင်းကိုပြောပြပေးခြင်းပါတယ်။နေခဲ့ကြဘူးသူတိုင်းတည်တဲ့မန္တလေးမြို့ဟာတကယ်လေးလွမ်းကြကောင်းလာပါတယ်။ဘလောက်တောင်လွမ်းကြကောင်းလဲဆိုတဲ့အကြောင်းကိုစာပေတွေကြပြတွေတချင်းတွေနဲ့ရုပ်ရှင်တွေမှာထက်ကမြင်ခဲ့ကြရကြားခဲ့ကြရဖတ်ခဲ့ကြရဘူးလေဆိုပေမဲ့ဒီတစ်ခေါက်မှာတော့အဲ့ဒီနယ်ပယ်တွေကမဟုတ်တဲ့2021ခုနှစ်ကကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့မန္တလေးမြို့ရဲ့အထင်ကရပတိဆရာကြီးဦးမလာရဲ့ဂျီကာတွေကနေတဆင့်လွမ်းမောဝယ်မမ်းမြေရဲ့ပုံရိပ်တွေကိုထိတွေ့ခံစားစေလိုပါတယ်။မိုင်းပြရေဝေးနောက်ခံကောင်းကင်ရောင်တွေနဲ့ရေးလေးရှိခဲ့တဲ့ဖျားချောင်းကန်ကျုံးပတ်လည်နန်းဆောင်ပြတဲ့တွေကဒီဆရာဦးမလာရဲ့တူပွားနေစရိုက်တွေဖြစ်ခဲ့ရတယ်လို့တမိုင်းဝင်မိခင်အရာဝတီကြီးကလည်းနောက်ပါစွာစီးစင်းနေစေဂျီကာတစ်ချက်ဖြစ်ခဲ့ရပြန်ပါတယ်။ဒါတွေဟာဒီတော့မှပြန်မရနိုင်တော့တဲ့ဂျီဆရာဦးမလာရဲ့တူပွားတက်တာတူပုံပေါ်ခဲ့တဲ့မမ်းမြေအကြောင်းမမ်းမြေမာလာဂျီကာတစ်ချက်ဖြစ်တယ်ဆိုတဲ့အကြောင်းဖော်ကျူးလိုက်ချင်ပါတယ်။တစ်ခေါက်ဖြစ်ရောက်စေ